ကျဲကလေးကချောင်းကြည့်တတ်တယ်ဟိုးကောင်းကင်ကြီးပေါ်မှာအရန်ကိုလှပတဲ့ရွှေရောင်ကျဲလေးတစ်လုံးရှိတဲ့ညဘက်ရောက်ပြီဆိုရင်ကျဲကလေးကကဘာမြေကြီးပေါ်ကိုငုံကြည့်ပြီးကလေးလေးတွေအိပ်ပျော်ပြီလားဆိုတာလိုက်ကြည့်တတ်တယ်လေကျဲကလေးကပထမဆုံးတက်တော်ကြီးတဲ့ကိုကြည့်လိုက်တယ်အဲ့ဒီမှာစင်ပေါက်ကလေးတစ်ကောင်ကသူ့မိမိရဲ့ကိုလုံးကြီးပေါ်တက်ပြီးတော့မျက်စိလေးမိတ်ပြီးအိတ်နေပြီစင်ကလေးကအိတ်နေပြီအဲ့ဒါပြီးတော့ကျဲကလေးကရေကန်လေးတဲ့ကိုကြည့်လိုက်ပြန်တယ်အဲ့ဒီရေကန်ထဲမှာရောရေကန်ရဲ့ဘေးမှာရောဘဲကလေးတွေကလည်းသူတို့ရဲ့ခေါင်းလေးတွေကိုအတောင်မဲအောက်မှာဝတ်ပြီးအေးအေးချမ်းချမ်းနဲ့အိတ်နေကြပြီတောက်လေးတစ်ခုလုံးကငြိမ်သက်လို့လေပြေလေးတွေကလည်းတည့်ရွက်လေးတွေကိုအဲ့လိုညီတန်တရှူးရှူးနဲ့ချော့သိမ့်နေတဲ့နောက်ဆုံးမှာတော့ရွှေရောင်ကျဲကလေးဟာတတတို့အိမ်ကလေးကိုတွေ့သွားတယ်ပဒင်းပေါက်ကနေချောင်းကြည့်လိုက်တော့အဲ့ရထဲမှာဆောင်းလေးခြုံပြီးလဲနေတဲ့တတကိုတွေ့လိုက်ရတယ်လေကျဲကလေးကတတကိုလက်လန်းပြပြီးတူတူလေးပြောလိုက်တယ်တတလေးအိမ်မက်လှလှမတ်ပါစေနော်မနှက်ပြမနှက်မှာနေမင်းကြီးကတတကိုပြန်နိုးတဲ့အထိငါကဒီဘောကနေဆောက်ရှောက်ပေးထားမယ်တဲ့အဲ့ဒီအချိန်မှာပဲလာမင်းကြီးကလည်းတတရဲ့နှစ်ဖူးလေးကိုအလင်းရောင်နူးနူးညံ့ညံ့လေးနဲ့နမ်းလိုက်တယ်လို့ပါပဲတတရဲ့ခြေထောက်လေးတွေကလည်းနားကျင်နေပြီတတရဲ့လက်ကလေးတွေကလည်းနားကျင်နေပြီတတရဲ့မျက်လုံးလေးတွေလည်းတဖြည်းဖြည်းနဲ့လေးလံနေပြီပြီးတော့အိမ်မက်လှလှလေးတွေစီကိုခီးစတင်လိုက်ပါတော့တယ်တားလေးချင်းတို့ရေအပါပြပြတဲ့ပုံမြင်လေးကနားထောင်လို့ကောင်းလားကျဲလေးကလိုက်ပြီးတော့တတအိတ်လားမအိတ်လားဆိုပြီးကြည့်နေရနော်အဲကြောင့်မလို့မျက်လုံးလေးမိတ်ထားပါအသက်ကိုဖြည်းဖြည်းချင်းရှူကြည့်အောင်အသက်ရှူပါပြန်ထုတ်ပါပြန်ရှူပါအသက်ပြန်ထုတ်ပါတတအိပ်ပျော်သွားပြီ